အားလုံးပဲမင်္ဂလာပါနားခိုရာစာမျက်နှာများ channel မှာကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြောပြပေးခြင်းတဲ့အတန်ဇလန်းလေးကတော့ဖုန်းထဲကဧည့်သည်ဆိုတဲ့အတန်ဇလန်းလေးပဲဖြစ်ပါတယ်ရန်ကုန်မြို့ရဲ့လူစီကားတဲ့ရက်ကွက်တစ်ခုထဲမှာရှိတဲ့တိုင်ဟန်ဟောင်းတစ်ခုဈေးနှုန်းကမယုံနိုင်လောက်အောင်ပေါ်လွန်တာကြောင့်ထွန်းထွန်းတယောက်ဘာကုန်းမှစဉ်းစားမနေတော့ပဲဒီတိုက်ခန်းကိုငှားလိုက်မိပါတယ်တိုက်ခန်းကချင်းချင်းလေးဆိုပေမဲ့တယောက်တည်းသမားတွေအတွက်တော့အဆင်ပြေပါတယ်ဒါပေမဲ့ပထမဆုံးပြောင်းလာတဲ့နေ့မှတင်ဒုစရနာတစ်ခုကိုသူတွေးလိုက်ရပါတယ်အိတ်ခန်းထဲကဗီဒီယိုအဟောင်းကြီးရဲ့နောက်မှာဖုန်းအဟောင်းတစ်လုံးကညက်နေတာပါအခုခေတ်ဖုန်းတွေလို့မဟုတ်ပဲလွန်ခဲ့တဲ့10နှစ်လောက်ကပုံစံမျိုးဖုန်းတစ်လုံးဖြစ်ပါတယ်ထွန်းထွန်းကပြောသဘောနဲ့ဗာမှန်းသိရအောင်ဖုန်းကိုအသွင်းကြည့်လိုက်တဲ့အခါမှာတော့ဖုန်းကပွင့်လာခဲ့ပါတယ်ဖုန်းထဲမှာဘာ application မှရှိမနေပါဘူးဗီဒီယိုကောခေါ်လို့ရတဲ့ application တစ်ခုပဲရှိပါတယ်အဲ့ဒီ APP ထဲမှာမှတ်ထားတဲ့ content ကလည်းတစ်ခုတည်းအမည်တက်မထားပဲအိမ်လို့ပဲရေးထားပါတယ်ည7:00 နာရီတိတိမှာထိုဖုန်းကဖုန်းမိလာခဲ့တယ်ဗီဒီယိုကောဝင်လာတာပါထွန်းထွန်းတယောက်ကြောင်သွားတယ်ဒီဖုန်းထဲမှာဆင်းကလည်းမရှိဘူး Wi-Fi ကလည်းချိတ်မထားဘူးဘယ်လိုလုပ်ဖုန်းဝင်လာတာပါလဲသူလည်းသိကျင်စိမ့်နဲ့ဖုန်းကိုလက်ခံလိုက်တယ်ဖုန်းရဲ့မျက်နှာပြင်မှာပေါ်လာတဲ့ပုံရိပ်ကဝတ္တဝတ္တဒါပေမဲ့ထွန်းထွန်းကြောချမ်းသွားတယ်အဲ့ဒီဗီဒီယိုတွေကမြင်ကွင်းကအခုသူထိုင်နေတဲ့အေကန်းရဲ့မြင်ကွင်းပဲဖြစ်တယ်ဖုန်းထဲကမြင်ကွင်းမှာထွန်းထွန်းကိုအနောက်ကနေလိုက်ရိုက်ထားလို့ပုံစံမျိုးသူဖုန်းကိုကင်ထားတဲ့ကြောပြင်ကိုဖုန်းထဲမှာပြင်မြင်နေရတယ်သူလန့်ပြီးနောက်ကိုလှည့်ကြည့်လိုက်ပေမဲ့ဘယ်သူမှမရှိဘူးလေဟန်နဲ့ပဲရှိနေတယ်ဒါပေမဲ့ဖုန်းရဲ့မျက်နှာပြင်ထဲမှာတော့ထွန်းထွန်းရဲ့အနောက်မှာလူတစ်ယောက်ဟာမတ်တက်ရက်နေတယ်အသားတွေကပြာနှမ်းနေပြီးတော့မျက်လုံးမရှိတဲ့ရုပ်ပြက်ဆင်းပြက်တဲ့မိန်းမတစ်ယောက်သူကထွန်းထွန်းရဲ့ပခုံးပေါ်ကိုလက်တင်ဖို့ကြိုးစားနေတယ်ထွန်းထွန်းလန့်ပြီးတော့ဖုန်းကိုလွှတ်ချလိုက်မိတယ်ဖုန်းမျက်နှာပြင်ကွဲသွားပေမဲ့ဗီဒီယိုကောကတော့ပြတ်မသွားခဲ့ဘူးတမ်မလန်နေထွက်လာခဲ့တယ်မင်းရောက်လာပြီလားအတန်ကဖုန်းထဲကထွက်လာတာမဟုတ်ဘူးထွန်းထွန်းရဲ့နေရွယ်နားလေးတင်ကပ်ပြီးပြောလိုက်တဲ့အတန်မျိုးအေးဆက်ဆက်အထီးတွေးတစ်ခုကသူ့လယ်ပင်ကိုလာထိတယ်သူမှန်တဲ့ကိုလှမ်းကြည့်လိုက်တော့မိမတယောက်ရဲ့လက်ချောင်းဖြူဖြူတွေကိုသူ့လယ်ပင်မှာမြင်လိုက်ရတယ်ဒါပေမဲ့အပြင်မှာတော့ဘာမှမရှိဘူးထွန်းထွန်းတယောက်ကြောက်လန့်နေကြတဲ့အခန်းပြင်ကိုပြေးထွက်ဖို့ကြိုးစားတယ်ဒါပေမဲ့တကားကပြင်ကနေခတ်ထားတယ်လို့မျိုးလုံးဝဖွင့်မရဘူးအဲ့ဒီအချိန်မှာကွဲနေတဲ့ဖုန်းမျက်နှာပြင်စီကနေစာတစ်ကြောင်းတက်လာတယ်ငါဖုန်းကိုပြန်ပေးမပေးရင်မင်းဒီခန်းထဲကထွက်လို့မရဘူးထွန်းထွန်းသဘောပေါက်လိုက်ပြီဒီတိုက်ခန်းမှာရင်ကနေသွားတဲ့သူဟာဒီဖုန်းကြောင့်ပဲတစ်ခုခုဖြစ်သွားခဲ့ရတာဖြစ်ရမယ်ဆိုပြီးတော့သူဖုန်းကိုကောက်ကင်ပြီးတော့အာသွင်းကျုပ်ကိုဆွဲဖြုတ်လိုက်ပေမဲ့ဖုန်းကပိတ်မသွားခဲ့ဘူးဗီဒီယိုတွေကအဲ့ဒီမိမကသူ့မျက်နှာနားကိုတဖြည်းဖြည်းတိုးကပ်လာတယ်နောက်ဆုံးမှာဖုန်းထဲကလက်တစ်ဖက်ဟာတကယ်ပြင်ဘက်ကိုထွက်လာပြီးတော့ထွန်းထွန်းရဲ့လယ်ပင်ကိုညှစ်လိုက်ပါတော့တယ်နောက်တစ်နေ့မနက်မှာတော့တိုက်ရှင်အိမ်ရှင်ကတိုက်ခန်းတကားကိုလာဖွင့်တယ်ခန်းထဲမှာဘယ်သူမှမရှိတော့ဘူးဒါပေမဲ့ကျမ်းပြင်ပေါ်မှာတော့ဖုန်းအဟောင်းတစ်လုံးကျန်နေခဲ့တယ်အဲ့ဒီဖုန်းရဲ့wallpaperပုံကတော့ကြောက်လန့်တကြားအော်ဟစ်နေတဲ့ထွန်းထွန်းရဲ့တပ်ပုံပဲဖြစ်နေပါတော့တယ်ဒီနေ့ရဲ့တရေလမ်းဝတ္ထုလေးရတော့ဒီလောက်ပါပဲနောက်နေ့မှလည်းဘလို့တန်ဇလန်းတွေကိုနားထောင်ကြတယ်ဆိုတာကိုcommentမှာရေးပေးခဲ့ကြပါဦးအားလုံးပဲနောက်ဗီဒီယိုမှာပြန်လည်တွေ့ကြပါမယ်